ဘိုးတွေလာမှာတမနဲ့ထိုးတဲ့လာဖြစ်တယ်ဆိုတော့တမနဲ့ထိုးလို့ရှိရင်ပေါ့နော်တအားမကုန်ပဲနဲ့ထိုးတဲ့နီးကိုပြပြချင်ပါတယ်ဒါတော့အလှလေးလုပ်ရင်ပေါ့နော်ဒါလေးရပြထားပါလားပါဝင်တဲ့ပစ္စည်းတွေကတော့ဒါအုံးဒီရဲ့ပေါ့နော်ဒါကစက်သွန်ဖြူချင်းရဲ့မြေပဲရဲ့ပေါ့နော်ဒါတွေကိုနည်းနည်းနေလှမ်းထားပါတယ်ကဲပစ္စည်းတွေစုံပြီဆိုတော့စားပြီးတော့ထိုးပါမယ်ဒါကောင်းညှင်းကိုရေးဆေးထားပြီးတော့ဒီလိုပါပြီးလို့ရှိရင်ပေါ့နော်ဒါလေးကိုစီထည့်ပြီးတော့ဒီကောင်းညှင်းကိုကြော်လိုက်မယ်ပေါ့နော်ဒါလေးကြော်လိုက်မယ်ဒါကတော့လုံးဝအားရင်မကုန်ကမ်းမဲ့နဲ့ပေါ့နော်မြန်ရမယ်ထမနယ်လေးကိုပြတ်ချင်ပါတယ်ဒါလေးကိုစီနဲ့အမျိုးကြော်ထားပါတယ်နော်ကြော်ပြီးသွားပြီဆိုရင်စီကဖြစ်သွားပြီပေါ့နော်ဒါလေးနည်းနည်းတော့6သွားပြီဆိုရင်ပါဆန်လောတဲ့ပစ္စည်းကိုထည့်တာပါမယ်ဒီမှာစားလို့မယ်အဲ့လိုမျိုးကိုထည့်ချင်တာပေါ့နော်ပြီးရှင်ဒီမှာကျတော့နှုတ်စီတပူးထည့်တယ်ပေါ့နော်ဒီမှာနှုတ်စီတပူးထည့်တယ်ကဲဒီမှာပေါ့နော်ဟိုဘက်ဒီဘက်လေးဒီမှာပါဝင်တဲ့လူတွေပေါ့နော်ဒါဝိုင်းလုပ်တဲ့အဖေရဲ့တငယ်ချင်းတွေပါဒီမှာပါတဲ့ပစ္စည်းတွေဆိုရင်တို့တော့ဒီမှာထည့်ထားပါတယ်နှုတ်စီပါထည့်ပွားရေးဆိုရင်ဒီမှာလှော်နေတော့ပေါ့နော်ကြော်နေတော့ကြော်ဝါစင်ဒါလေးကအယောင်ပြောင်းသွားမယ်ပေါ့နော်ကောက်ညက်လေးကအယောင်ပြောင်းသွားပြီဆိုရင်ရေကိုထည့်လို့ရပါပြီကဲရေကတော့သူ့အခြေနဲ့ရှိတယ်ပေါ့နော်ရေထည့်ပွားဆိုရင်ဒီလိုမှုန်းနေပေါ့နော်ဒီလိုလေး6လာမယ်ပေါ့နော်သူကကတ်သွားပြီးတော့ဒါတော့ကောင်းညင်းနူးခါစားဖြစ်သွားပြီဒီလိုဖြစ်သွားပြီဆိုရင်ဒါလေးကိုတော့အဖုံးအုပ်လိုက်မယ်ပေါ့နော်ဖုံးကကြတော့နည်းနည်းခုံနဲ့အုပ်ထားပါတယ်ဒဲတွေကကြီးနေလို့အုပ်ပြီးဆိုတာနဲ့ခဏနေကြတော့ဒါသူနှက်ပြီးဆိုတာနဲ့ဖွင့်မယ်ပေါ့နော်ပြီးလို့ရှိရင်ပါဝင်တဲ့ခုနပစ္စည်းတွေအကုန်လုံးလိုက်ထည့်မယ်ပေါ့ဒီမှာနှမ်းတို့ဂျင်း6တို့ပြီးစစ်တုံဖြူတို့ပြီးအုံးဒီချစ်တို့ပေါ့နော်ဒါအကုန်ပါတဲ့ဟာထည့်မယ်ထည့်သွားဆိုရင်ဒီမှာပေါ့နှစ်ယောက်ဆိုအမဦးလေးနှစ်ယောက်ဒါလေးခဏပဲပေါ့နော်ဟိုလိုမျိုးတာကြီးကိုပုတ်ဆရာမလို့ပဲနဲ့ပေါ့နော်ဒါလေးအလုံးခဏလေးနဲ့ချက်ပါတယ်ဒီလိုမျိုးလွှတ်လိုက်ပါတယ်ကဲဒါလေးလုပ်ပြီးဆိုတာနဲ့ခုနကဆိုရင်မကြောက်ဘူးပေါ့နော်ရပါတော့မယ်ဒါတော့အားရင်လုံးဝခဏပဲမကြောက်မြန်ကိုမြန်နေပေါ့နော်ကဲရတာရှိတယ်ထမနဲ့ရပါပြီဒါလေးရပြီဆိုတာနဲ့ဒါကတော့အားတာချက်ပေါ့နော်ဘလို့လဲဆိုတော့သူထည့်တဲ့ချိန်မှာပေါ့နော်ဒါလေးကိုထည့်မယ်ဒီမှာပေါ့နော်မုတ်ပန်းနဲ့ထည့်ပြီဆိုတော့အပေါ်ကနေဖိပြီးတော့ပေါ့နော်ပေါ်ကနေဖိပြီးတော့တိတ်မှဒီရဲ့ကောက်ညင်းကပေါ့နော်သူကနူးပြီးတော့ကောက်သွားမှာပေါ့တကယ်လို့အဲ့လိုမျိုးမဖိပဲတိုင်းထားရင်တော့မကောက်ဘူးပေါ့နော်ဒါလှီလို့ရအောင်ဒါပေါ့ဒီထဲထည့်ပြီးတော့ပေါ့လိုက်မယ်ပေါ့ပကန်းနဲ့ဒါလေးစားလိုက်ပါပြီဒီလိုလေးလုပ်ပြီးသွားစီရတရှိတယ်ထမနဲလေးရပါပြီရအောင်ကောင်းတယ်နော်အားလည်းမကုန်ဘူးနော်ဒါမကုန်နဲ့အနီးပါဒါလေးရပြီဆိုတော့အိမ်မှာပေါ့နော်ဒီထိုးထားတဲ့ဟာကိုဖုံးကြီးကြောင်းပေါ့နော်ပါစတင်သားပါ100ကျော်ရှိတဲ့ကြောင်းမှာတပန်းလှူလိုက်ပါတယ်ပြီးလို့ရှိရင်ပေါ့နော်နောက်တစ်ပန်းကျတော့ပတ်ဝန်းကျင်အိမ်ပတ်ဝန်းကျင်တွေကိုလူတန်းလောက်ပါတယ်အလုံးမှလည်းညီမလေးတွေရောညီကိုမလေးရဆွေမျိုးသားချင်းတွေရောအကုန်လုံးကိုလိုက်ပေးထားပါတယ်ဒါလေးရပေါ့နော်ဒါလေးရက်ကွက်ကိုလူပို့ကြတော့ကြွအိမ်နဲ့ဒီလိုထုတ်လေးဝယ်ထားပြီပေါ့နော်ဒါလေးတီးပြီးတော့ထည့်ထားပါတယ်ကဲထည့်ပြီးဆိုရင်အများကြီးရလာပြီနော်ပြီးရင်တော့ပို့ကြမယ်တမီနီယောက်တော့ပို့ကြပါမယ်ကဲဒါတော့ထမနဲ့ထိုးမြန်နေပေါ့နော်ဒီလိုလှူလောက်တဲ့ဟာပြီးရိုက်ပြတာပါဒါလေးအဆုံးသေးကြည့်စီပြီးတော့အလုံးကြည့်စုပါလေရှင်